Hello အားလုံးပဲမင်္ဂလာပါ Sunrise Diary YouTube Channel နဲ့ Row and Zen Facebook Page တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့လေ Row ရဲ့ Dentist စီကိုနောက်ထပ်6လပြည့်လို့တွားပြီးတော့ visit လုပ်တဲ့ video file လေးပဲဖြစ်ပါတယ်ရောက်တာနဲ့တော့တန်းဟိုင်းတော့တာပဲရူကလေအဲ့လိုမျိုးရွယ်လူလေးနေမစော့ဖြစ်တဲ့ခါကျတော့အပြင်ရောက်တာနဲ့ဘသူ့ကိုတွေ့အရန်အောင်နှုတ်ဆက်တတ်တယ်ဖြစ်ချင်တော့သူနှုတ်ဆက်တဲ့ကောင်လေးကသွားနှုတ်ထားတဲ့အတွက်ကြောင့်မို့လို့လေစကားသိပ်ပြန်မပြောနိုင်ဘူးရှိရသေးတယ်ဘယ်နေရာရောက်ဓာတ်ပုံလေးရောရိုက်လိုက်ရအောင်မှအမှတ်တရလေးပေါ့အဲ့ဒီပေးများတဲ့ကောင်မလေးကိုလည်းဓာတ်ပုံလေးအများကြီးရိုက်ပြီးခဲ့တယ်ဒီတစ်ခေါက်6လပြည့်မှာတော့ရိုးရဲ့သွားလေးတွေကိုဓာတ်မှန်ရိုက်ပြီးတော့မှစစ်ဆေးပေးပါတယ်အဲ့ဒီဝိယုံလေးလေးယူလေးဝစ်တုံးကကြတော့သူပဲဝစ်ကြရထင်တာဘယ်ဟုတ်မလဲကိုယ်ကိုလည်းလာပေးဝစ်တယ်အဲ့ဒီရဲ့ဒီ radiation တွေမထိအောင်လို့ထင်ပါတယ်ရိုးကိုဓာတ်မှန်ရိုက်ပေးလိုက် record တွေတော့ဖတ်လိုက်နေပဲဆရာမလေးကတော့လှုပ်ရှုပ်နေရပေါ့ရိုးကို thank you ပြောဖို့နဲ့ please ပြောဖို့တော့အမြဲတမ်းသတိပေးဖြစ်ပါတယ်ဓာတ်မှန်ရိုက်တဲ့ record ကိုရိုးရဲ့ dentist ကို report လုပ်နေတဲ့အချိန်မှာပဲအပြင်မှာခဏလေးထွက်ပြီးဆောင်ရတယ်ဟောသူကဒီမှာပေါ်တာတောင်ရနေပြီတူတူဆော့တဲ့ကောင်မလေးလေးကောင်မလေးကလည်းချစ်စရာလေးဒီမှာလေးတဲ့သူ့ရဲ့ပတ်စံအိတ်လေးလေးတဲ့ဆိုပြီးတော့ဇန်အောင်ထမ်းပြနေတာပြီးတော့အခန်းထဲကိုပြန်လာရတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုးရဲ့သွားလေးတွေကို cleansing လုပ်ရတော့မယ်လေ။လွန်ခဲ့တဲ့6လတုန်းကရိုးကနည်းနည်းလေးငယ်သေးတဲ့အတွက်ကြောင့်မို့လို့ဇန်ကရိုးကို cleansing လုပ်တဲ့အခါကျတော့ရိုးရိုးbrush လေးနဲ့ပဲလုပ်ခိုင်းနေပေါ့နော်။ဒီတစ်ခေါက်ကကျတော့ရိုးအတွေ့အကြုံနောက်ထပ်တစ်ခုထပ်ရအောင်လို့ဆိုပြီးတော့ဆက်နဲ့ cleansing လုပ်ခိုင်းလိုက်ပါတယ်။ဒါကတော့ရိုးရဲ့သွားလေးတွေခိုင်းမှဖို့အတွက် fluoride တုပ်တဲ့ bubble gum လေးပါ။ရိုးကလေတခုချီကျူးစရာကောင်းတာကငငယ်လေးတွေကဒီလိုမျိုးချက်ကပ်တွေလုပ်လို့ရှိရင်ငိုတာတို့ကြီးကြတာတို့မရှိဘဲနဲ့ဒီဆီယာမောက်လုပ်သမျှဆီယာဝင်လုပ်သမျှပေါ့နော်ငငယ်လေးနဲ့ပဲခံတယ်သူကတိတ်ပြီးတော့ကြီးကြတာခဏကြာတော့ရိုးရဲ့ dentist ကလာပြီးတော့ရိုးမှာသွားဖို့ပေါက်လည်းမရှိဘူးသူသွားလေးတွေကလည်းအကုန်လုံးအခြေအနေကောင်းတယ်ဆိုတဲ့အကြောင်းကိုလာပြီးတော့ရှင်းပြပါတယ်စေကန်းပြပြီးရဲ့အခါကျတော့ကလေးတွေပြောအောင်လို့ဆိုပြီးတော့မှတုံကင်လေးတွေပေးပြီးတော့မှသူတို့လိုချင်တဲ့ရုပ်ပစ္စည်းလေးကိုလှည့်တဲ့ဆက်ကလေးတွေမှာသွားပြီးတော့ရိုးကတော့သွားလှည့်နေပါပြီလှည့်လိုက်ကြတာတော့မကြဟုတ်ကြသေးလှည့်လိုက်ကြပါရဲ့အော်ကြပါရဲ့ you got to ခလေးတဲ့အမေကပို့ပြောနေတာလေးကြည့်အောင်ပြီးရနဲ့ပဲသူ့အဖွားရှိမှစောင်းနေတော့သူ့အမစီသွားပြီးတော့မှသူဘာတွေရခဲ့တယ်ဆိုတာကိုဖွားကိုပြနေရလေဒါကတော့ရိုးရဲ့ dentist စီကိုနောက်ထပ်6လပြည့်လို့သွားပြီးတော့ visit လုပ်ခဲ့တဲ့ mini vlog လေးပဲဖြစ်ပါတယ်ဇန်ရဲ့ Zen 5 Diary YouTube channel နဲ့ Row and Zen Facebook page တွေကိုလည်း like follow subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးရှင့်ကျေးဇူးအထူးပဲတင်ရှိပါတယ် bye bye